တိတ်ဆိတ်ပြီးလှပတဲ့ရွာလေးတစ်ရွာမှာအသက်တူတဲ့မိန်းကလေး2 ယောက်ရှိတယ်။တစ်ယောက်ကနှင်းသူမဟာအရန်လှတဲ့မိန်းကလေးအသားဖြူမျက်နှာလှရွာသားတွေကတောင်သူမကိုကြည့်ပြီးအံ့ဩကြတယ်။ဒါပေမဲ့နှင်းဟာကိုယ့်အလှကိုအရန်မာနာကြီးပြီးအခြားသူတွေကိုအမြဲအောက်မေ့တတ်တယ်။အခြားတစ်ယောက်ကတော့မေဟာအပြင်ပန်းမလှပဘူးအသားညိုပြီးမျက်နှာမှာအမာရွတ်နည်းနည်းရှိတယ်ဒါပေမဲ့သူမရဲ့စိတ်ကအရန်ကောင်းတဲ့လူတွေကိုအမြဲကူညီတတ်တယ်။နှင်းဟာသူ့တငယ်ချင်းတွေနဲ့ရွာလမ်းမှာလမ်းလျှောက်လာတယ်။လူတွေကသူမကိုကြည့်ပြီးအရန်လှတယ်လို့ပြောကြတယ်။ဒါပေမဲ့နှင်းကဒီရွာမှာငါလောက်လှတဲ့လူမရှိဘူးလို့မာနကြီးစွာပြောတတ်တယ်။တစ်ဖက်မှာတော့မေဟာတစ်နေ့လုံးလူတွေကိုကူညီနေတတ်တယ်။သူမကအဖိုးအိုတွေကိုကူညီတယ်ကလေးတွေကိုစောင့်ရှောက်တယ်တိရစ္ဆာန်လေးတွေကိုအစာကျွေးတတ်တယ်။ရွာသားတွေကမေကအလှမရှိပေမဲ့စိတ်ကအရန်လှတယ်လို့ပြောကြတယ်။ဒီနေ့မှာအဝတ်အစားဖြက်စီးနေတဲ့ခရီးသွားအဖိုးအိုတစ်ယောက်ရွာလမ်းဘေးမှာစာလောင်ပြီးလဲနေတယ်။နှင်းကအဲ့ဒီအဖိုးကိုတွေ့ပေမဲ့မြစ်ပတ်တယ်လို့ပြောပြီးမကြည့်ပဲလမ်းလျှောက်သွားတယ်။အချိန်နည်းနည်းကြာတော့မေရောက်လာတယ်။သူမကအဖိုးအိုကိုတွေ့တာနဲ့ပြေးသွားပြီးအဖိုးရမ်းမောနေလားနေကလည်းပူနေတာလေအဖိုးကိုတစ်ပင်အောက်ခေါ်သွားပေးပါမယ်လို့ပြောပြီးတွဲခေါ်သွားတယ်အရေးထဲရောက်တော့မေကအဖိုးကိုရေတိုက်တယ်ထမင်းကျွေးတယ်တစ်ပင်အောက်မှာအနားယူစေတယ်အဖိုးကမေကိုကြည့်ပြီးပြုံးနေတယ်အဲ့ဒီနောက်မှာတော့ရုတ်တရက်အဖိုးအိုဟာတောက်ပတဲ့နတ်တော်တစ်ပါးအဖြစ်ပြောင်းလဲသွားတယ်ရွာသားတွေအံ့ဩသွားကြတယ်မေလဲကြည့်ပြီးအရန်ကိုအံ့ဩနေတာပေါ့အဲ့ဒီအချိန်မှာနှင်းလဲရောက်လာပြီးအရန်အံ့ဩနေတာပေါ့အဲ့ဒီနောက်တော့နတ်တော်ကနှင်းကိုပြောတယ်မင်းလှကပန်းလိုပဲမြင်သူတိုင်းကြီးလောက်အောင်လှပါတယ်ဒါပေမဲ့မင်းရဲ့စိတ်ကမမွေးဘူးသနာကျင်တာစိတ်မရှိဘူးလို့ပြောပြီးတော့မေကိုကြည့်ပြီးမင်းရဲ့စိတ်ကောင်းကပန်းနှန်းထက်ပိုမွေးတယ်သနာကျင်တာတက်တဲ့စိတ်ရှိတယ်တကယ်တော့ရုပ်လှတာထက်စိတ်လှဖို့ကအရေးကြီးတယ်လို့ပြောပြီးမေကိုကောင်းချီးပေးလိုက်ပါတယ်။အဲ့ဒီနေ့ကစပြီးနှင်းကိုလူတွေမကြိုက်တော့ဘူး။ဒါပေမဲ့မေကိုတော့လူတိုင်းချစ်ခင်လေးစားလာကြတယ်။အပြင်ပန်းအလှကမျက်စိကိုသာตาရစေတယ်။စိတ်အလှကတော့လူနှလုံးသားကိုနှွေးထွေးစေတယ်။